ဒီဗီဒီယိုလေးထဲမှာတော့ခန်းကြီးစကလုံးနဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တဲ့ foundation အချက်၅ချက်ကိုလေ့လာသွားမှာဖြစ်ပါတယ်။皆さんこんにちは Henry Kotoba Map ကပါဆိုတော့ဒီဗီဒီယိုလေးထဲမှာတော့ခုနပြောသလိုပဲခန်းကြီးစကလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါတည်တင်တည်ထိုက်တဲ့ foundation အချက်၅ချက်နဲ့အတူတခြားလေ့လာစရာအကြောင်းတွေကိုလည်းမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ခန်းကြီးစကလုံးတွေကိုစပြီးတော့လေ့လာမယ်ဆိုရင်အထူးသဖြင့် N5 level ပေါ့ဗျာ N5 level စပြီးတော့ထိတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီ N5 level အနေနဲ့ခန်းကြီးကိုစပြီးလေ့လာမယ်ဆိုရင်ဘဟုတုဒအနေနဲ့တည်တင်တည်ထိုက်တာလေးတွေရှိပါတယ်ခန်းကြီးစကလုံးတွေကိုမလေ့လာခင်မှာဘာတွေတည်ထားမလဲဆိုရင်ခန်းကြီးစကလုံးတစ်လုံးမှာဆိုရင်အတန်ထွက်2မျိုးရှိပါတယ်ဆိုတော့ဘယ်လိုမျိုးတွေလဲဆိုရင်အုံးယုံမီလို့လည်းခေါ်တယ်ကွန်းယုံမီလို့လည်းခေါ်ပါတယ်ဖတ်ပုံဖတ်နည်း2မျိုးလို့ပြောရမှာပေါ့နော်အုံးယုံမီကွန်းယုံမီဆိုပြီးတော့2မျိုးရှိပါတယ်ဒါဆိုရင်အုံးယုံမီကွန်းယုံမီဆိုတာဘာတွေလဲပေါ့နော်အုံးယုံမီကျွန်တော်အရင်ဆုံးအုံးယုံမီကိုပြောပြမယ်အုံးယုံမီဆိုတာကကျွန်တော်တရုတ်ဘာသာကနေဂျပန်ဘက်ကိုဝင်လာတဲ့အတန်ထွက်ဖြစ်ပါတယ်เนาะဒီအတန်ထွက်ပုံထွက်နည်းကိုဒါအုံးယုံမီလို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခန်းကြီးစကလုံးနှလုံးနဲ့အထက်ပေါ့နော်ပေါင်းဆက်ထားတဲ့ compound verb state เนาะ compound verb state မှာအများဆုံးသုံးပါတယ်ဒီအုံးယုံမီအတန်ထွက်ကိုအများဆုံးသုံးပါတယ်ဥပမာလေးရင်ကြည့်မယ်เนาะဥပမာလေးအနေနဲ့သူအောက်မှာပြထားတဲ့ကာဇန်လားဒီမှာဆိုရင်ဒါခန်းကြီးစကလုံးနှလုံးပေါင်းထားတာတွေ့ရလိမ့်မယ်အဲ့တော့ဒီခန်းကြီးစကလုံးနှလုံးပေါင်းထားတဲ့အခါမှာတလုံးချင်းစီရဲ့အတန်ထွက်ကဒီပေနာလေးမှာကွင်းဆောင်ကွန်မဲလေးနဲ့ရေးထားတယ်ကဇန်ရမနော်ကဇန်အဲ့တော့အထူးသဖြင့်ဒီကောင်လေးကိုတစ်ချက်မှတ်ထားကြည့်မယ်ဒီမှာဒီခန်းကြီးလေး highlight ပြပေးထားတယ်ဒီခန်းကြီးလေးကိုတစ်ချက်မှတ်ထားမယ်ဒီခန်းကြီးလေးရဲ့အတန်ထွက်ကသူကဇန်ဆိုပြီးတော့အတန်ထွက်ထားတယ်တွေ့နော်အဲ့တော့ဒီကောင်နဲ့အတိတ်ပဲကတော့ vocal လို့မီးတောင်ဆိုတဲ့အတိတ်ပဲဖော်ပြပါတယ်ပေါ့နော်အဲ့တော့ဒီကောင်ဒီကာဇန်ရမနော်ခန်းကြီးစကလုံးနှလုံးပေါင်းတဲ့အတွက်ကြောင့်မို့အုံးရောင်မီအတန်ကိုထွက်တယ်ဒါနောက်တစ်ခုအနေနဲ့ကတော့ဂက်ကောကြောင်နီဟွန်ဂျပန်ကဲဟုတ်ပြီဒါဆိုရင်ဒါတွေကဘာတွေလဲကျွန်တော်စပြီးတော့လေ့လာခင်မှာနည်းနည်းကောင်းရှုပ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ထပ်ကွန်းယုံမီလေးတစ်ချက်သွားမယ်ကွန်းယုံမီမှာဆိုရင်သူကကွန်းယုံမီဆိုတာဘာလဲပေါ့နော်ကွန်းယုံမီဆိုတာကဂျပန်မူရင်းစကားလုံးတွေကိုခန်းကြီးအဖြစ်ရေးသားထားတဲ့စကားလုံးတွေဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဂျပန်အတန်ထွက်ပေါ့နော်ရှင်းပြမယ်ဆိုရင်ဂျပန်အတန်ထွက်ဟိုအုံယုံမီကျတော့တရုတ်ကနေအတန်ထွက်ကိုဂျပန်လိုပြန်ယူထားတဲ့အတန်ထွက်ဖြစ်ပါတယ်အဲ့တော့ဂျပန်မူရင်းစကားလုံးတွေကိုခန်းကြီးဖြင့်ရေးသားထားတာမျိုးဖြစ်ပါတယ်အဲ့တော့ခန်းကြီးတစ်လုံးတည်းဆိုရင်ကွန်းယုံမီကိုသုံးပါတယ်ရမနော်ခန်းကြီးစကလုံးတစ်လုံးနဲ့ဆိုကွန်းယုံမီအတန်ထွက်ကိုသုံးပါတယ်ဥပမာကျွန်တော်ကြည့်မယ်ဆိုရင်ခုနစကလုံးဒီခန်းကြီးစကလုံးမှတ်မိလားအပေါ်မှာလည်း highlight ပြထားတယ်ဒီစကလုံးတစ်လုံးနဲ့ဆိုရင်သူ့အတန်ထွက်ကယာမဆိုပြီးတော့အတန်ထွက်တယ်နော်သူပေနာမှာရေးထားတယ်ယာမဆိုပြီးတော့အတန်ထွက်တယ်ဒါပေမဲ့အပေါ်ပြန်ကြည့်လိုက်အပေါ်ပြန်ကြည့်လိုက်တဲ့အခါမှာဒီစကလုံးတစ်လုံးပဲ highlight ပြထားတဲ့စကလုံးပဲအဲ့ကောင်ဒီဘာလေးလဲဆိုရင်ယာမပဲဒါပေမဲ့ဘာလို့ဒီကောင်နဲ့ဒီအရှိရစကလုံးခန်းကြီးစကလုံးနောက်တစ်လုံးပေါင်းလိုက်တဲ့အခါမှာဘယ်လိုလို့ယာမလို့အတန်မထွက်တာလေပေါ့နော်ဇန်ဆိုပြီးတော့ပြောင်းသွားတာလေပေါ့နော်အဲ့တော့ခန်းကြီးစကလုံးတစ်လုံးမှာဆိုရင်ဒီအတန်ထွက်ကိုကဒါယာမလို့လည်းခေါ်တယ်လို့ဇန်ဆိုပြီးတော့လည်းခေါ်တာရှိပါတယ်အဲ့တော့ယာမဆိုတာဒီကွန်းယုံမီလို့ခေါ်ပြီးတော့ဇန်ဆိုတာဒီအွန်းယုံမီဆိုတဲ့အတန်ထွက်ပါအဲ့တော့ဒီကောင်လေးပေါ့နော်ဒါခန်းကြီးစပြီးတော့လေ့လာမယ်ဆိုရင်အွန်းယုံမီနဲ့ကွန်းယုံမီဆိုတာ2မျိုးရှိတဲ့အကြောင်းလေးကိုတည်ထားစေချင်တာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်တစ်ခုအနေနဲ့ဒါ rules အနေနဲ့နော်rule က100%မဟုတ်ဘူး exception များကိုတတိပြုပါဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်ခုနပြောသလိုအုံယုံမီကွန်းယုံမီ rule က80%တော့မှန်ပါတယ်ဆိုတော့ဘယ်လိုမျိုးပြောချင်တာလဲဆိုရင်ခုနကအပေါ်မှာအုံယုံမီဆိုရက်ဒီစကလုံးမှာပေါ့နော်အတန်ထွက်မှာခန်းကြီးစကလုံးနှလုံးနဲ့အထက်ပေါင်းဆက်ထားတယ်ဆိုရင်အများဆုံးအုံယုံမီကိုသုံးတယ်လို့ကျွန်တော်ပြောပြပူတယ်နော်အဲ့တော့သူကဒီကောင်ကြီးဘာလို့100%မမှန်တာလဲဆိုရင်အောက်မှာဥပမာလေးတစ်ချက်ကြည့်ပါဥပမာလေးအနေနဲ့ဒီမှာဆိုရင်ဒီစကလုံးဒီဒါနှလုံးပေါင်းထားတာပဲဟုတ်တယ်နော်ဒီမှာဆိုရင်နှလုံးပေါင်းထားတာပဲဒါပေမဲ့ဒီရှေ့ကခန်းကြီးကျွန်တော်မြင်ဘူးတယ်ဟုတ်တယ်မလားခုနကအပေါ်မှာယာမဆိုတဲ့ခန်းကြီးလေးအဲ့တော့ယာမဆိုတဲ့ခန်းကြီးလေးကဒါလည်းနှလုံးပေါင်းထားတာပဲဘာလို့နှလုံးပေါင်းထားတာနဲ့ဘာလို့ဇန်ဆိုပြီးတော့အတန်မထွက်တာလဲဆိုတော့ဟုတ်လားမေးစရာရှိတာကဇန်ဆိုပြီးဘာလို့အတန်မထွက်တာလဲသူဒီဟိုပါဘောနော်ချွင်းချက်စကလုံးဖြစ်တဲ့အတွက်
ယာမမီချီဆိုပြီးတော့ပဲအတန်ထွက်ပါတယ်အဲအကြောင်းမလို့ခန်းကြီးစကလုံးကနှလုံးပေါင်းထားရနဲ့လေဘာလို့ဇန်းဆိုပြီးအတန်မထွက်တာလဲဟာလားဇန်းဆိုပြီးဘာလို့မခေါ်ပေါ်တာလဲအဲ့လိုမျိုးပေါ့နော်ဒီခန်းကြီးစကလုံးကဘယ်လိုပြောမလဲသုံးချင်တိုင်းသုံးလို့မရဘူးသူ့အနေနဲ့သူဟာနဲ့သူအကန့်နဲ့သူသုံးရတာဖြစ်ပါတယ်ဒါဆိုရင်ကွန်းရော့မီနှစ်ခုပေါင်းထားတာဟုတ်ပြီနော်ယာမမီချီကွန်းရော့မီနှစ်ခုပေါင်းထားတာဒီမှာဆိုရင်ဖူဂျီဆန်ဟာလားဒီနောက်ဆုံးကစကလုံးယာမဆိုတဲ့ခန်းကြီးပဲဒါပေမဲ့ဒီမှာကျတော့ဘယ်လိုဖြစ်သွားလဲနှလုံးမကတော့လို့လားမဟုတ်ဘူးနှလုံးသုံးလုံးမကတော့လို့လားအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်စမ်းဖြစ်သွားတယ်တဲ့လားဖူဂျီဆန်ဖြစ်သွားတယ်အဲ့တော့ဒီမှာဆိုရင်ဘာလို့ယာမမသုံးတော့လဲဟာလားယာမဖူဂျီယာမလို့ဘာလို့မသုံးတာလဲပေါ့နော်ဒါကြောင့်မလို့ခန်းကြီးစကလုံးတွေကပြောမယ်ဆိုရင်ဒါသူ့အကန့်နဲ့သူသုံးချင်တိုင်းသုံးလို့မရဘူးအဲဒါကြောင့်မလို့ကျွန်တော်တွဲမှတ်တဲ့အခါမှာလည်းဒါအခြေဗီဒီယိုတွေမှာလည်းအများကြီးပြောပြပူတယ်တွဲလုံးစကလုံးနေနဲ့တွဲပြီးတော့ကြက်ဖာလို့ကျွန်တော်ပြောပြပူတယ်เนาะအဲဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီအခန်းမှာကျတော့ဒီအပိုင်းမှာကျတော့ဒါဒီဘယ်လိုပြောမလဲအွန်းရော်မိပေါ့နော်ခန်းကြီးစကလုံးနှလုံးထပ်ပို့တာ ਨੇ အွန်းရော်မိအများဆုံးသုံးနေဆိုတဲ့ exception ကဒါရှိတယ်ဆိုတဲ့အကြောင်းတရားရခိုင်တော့မမှန်ဘူးဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်ခန်းကြီးစကလုံးတွေကိုစပြီးတော့လေ့လာတဲ့အခါမှာနောက်ထပ်တီတင်တီထိုက်တာလေးတစ်ခုကအိုဂူရီကာနာလို့ခေါ်ပါတယ်အိုဂူရီကာနာဆိုတာကဘာလဲပေါ့နော်တချို့တွေကဒါမသိဘူးခန်းကြီးတာလေ့လာနေတာတချို့ကဒီစကလုံးကဘာကိုပြောတာလဲကျွန်တော်မသိဘူးအဲ့တော့ခန်းကြီးစကလုံးတွေရဲ့နောက်မှာပါတယ်ဟီရာကာနာစကလုံးတွေကိုအိုဂူရီကာနာဒီအတွဲလိုက်ကိုအိုဂူရီကာနာလို့ခေါ်တယ်အိုကူရီကာနာဆိုဒီမှာခန်းကြီးနောက်မှာတွဲလိုက်လာတဲ့ဟီရာကာနာတွေဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေက verb တွေ adjective တွေเนาะ grammar ပြောင်းလဲပုံတွေအတွက်ဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့အိုကူရီကာနာမပါဘဲနဲ့เนาะခန်းကြီးတစ်လုံးနဲ့ရေးမယ်ဆိုရင်ဒါ noun ဖြစ်သွားပါတယ်เนาะအဲ့တော့အိုကူရီကာနာပါတခါတည်းပါမယ်ဆိုရင်တော့ verb တွေ adjective တွေကိုဖော်ပြတာဖြစ်ပါတယ်ဆိုတာကိုမှတ်သားထားမှာဖြစ်ပါတယ်ဥပမာလေးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုရင်အောက်မှာဒါခုမှစပြီးလေ့လာမယ့်သူတွေဆိုရင်ဒါနောက်ကဟီရာကာနာပဲတည်လိမ့်မယ်အရှိရခန်းကြီးကဘာကိုပြောချင်တာလဲဆိုတာသိချင်မှသိလိမ့်မယ်ဘာမှမဖြစ်ဘူးကျွန်တော်ပြချင်တာကဒီလိုစကားလုံးဒီအိုကူရီကာနာစကားလုံးဒီလို့ပြချင်တာဖြစ်ပါတယ်ခန်းကြီးလေ့လာဖို့တဲ့သူတွေဆိုရင်ဒီစကားလုံးမြင်တာနဲ့သိလိမ့်မယ်ဒီစကားလုံးဒီတာဘဲတုဆိုတဲ့စကားလုံးအဲ့တော့သူ့အဓိပ္ပာယ်ဒီစားတဲ့အဓိပ္ပာယ်เนาะ verb ဖြစ်ပါတယ်เนาะ verb ဖြစ်ပါတယ်အဲ့တော့တာဘဲတုဆိုတော့ဒီမှာရှေ့မှာလာတာဒီခန်းကြီးစကလုံးတစ်လုံးနဲ့နောက်မှာလာဒီဟီရာကာနာစကလုံးလေးဖြစ်ပါတယ်အဲဒီကောင်အတွဲလိုက်ကိုကျတော့အိုကူရီကာနာလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုဒီကောင်လေးလဲမီရုဆိုတာလဲကြည်တယ်ဆိုတဲ့ခန်းကြီးဒီကောင်လေး verb တွေပါပဲနောက်တစ်ခု iku ဒါတွေလဲအိုကူရီကာနာလို့ပြောပါတယ်ဒီကောင်လေးလဲ oki ဆိုတာဒီလဲရှေ့မှာလာဒီခန်းကြီးစကလုံးနဲ့နောက်မှာဒီဟီရာကာနာအဲကောင်ဒီဒါအိုကူရီကာနာပါပဲအကောင်လေးလဲဒါဆိုရင်အိုကူရီကာနာဆိုတာဘာလဲဆိုတာကိုသဘောပေါက်သွားပြီလို့ထင်ပါတယ်ဒါဆိုရင်နောက်အပိုင်းဆက်သွားပါမယ်ဆိုတော့ဒီအပိုင်းလေးမှာတော့ခန်းကြီးစကလုံးတွေရဲ့ DNA လို့ပြောလို့ရတယ် radical အကြောင်းလေးကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ်ဘာလို့ခန်းကြီးစကလုံးတွေရဲ့ DNA လို့ပြောရလဲပေါ့နော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်ခန်းကြီးစကလုံးတစ်လုံးချင်းစီမှာကျွန်တော်အခြေခံရေးပုံရင်းကြီး radical လေးတွေရှိပါတယ်ဘယ်လိုမျိုးလေးလဲဆိုရင်ဒီမှာဆိုရင်ဟိုမြင်နေရတဲ့အတိုင်းပဲပေါ့နော်အဆက်30ကလေးပြထားတယ်တလားအဆက်30လေးပြထားတယ်ဒါခန်းကြီးကိုစပြီးတော့လိလာနေတဲ့သူတွေဆိုရင်ဒါသိလိမ့်မယ်အဲ့တော့ဒီကောင်ကြီးရေနဲ့ပတ်သက်တဲ့ခန်းကြီးပေါ့နော်ရေနဲ့ပတ်သက်တဲ့ခန်းကြီးလာပြီဆိုတာကိုကျွန်တော်တို့ကဂရုစိုက်ရလိမ့်မယ်ဟလားဥပမာလေးကြည့်ကြရမယ်ဆိုရင်ဒီကောင်ကြီးပင်လယ်တလားဥမီလို့အတန်ထွက်တယ်ပင်လယ်ဆိုတာဒီလားဒီမှာဆိုရင်ခန်းကြီးစကလုံးကျွန်တော်မတိဘူးဆိုရင်တော့ဘေးနားမှာအဆက်ကလေး30ကိုကြည့်လိုက်တယ်ဟာဒါဒီရေနဲ့ပတ်သက်တဲ့ခန်းကြီးပဲဖြစ်လိမ့်မယ်ဟလားရေနဲ့ပတ်သက်တာတခုပြောတဲ့အဓိပ္ပာယ်ဖြစ်လိမ့်မယ်ဆိုတာကိုကျွန်တော်ခက်မှန်လို့ရပြီနောက်တစ်ခုကလည်းဒါမြစ်ပေါ့နော်မြစ်ဆိုလည်းအဲ့လိုပဲဘေးနားမှာခန်းကြီးကအဆက်34ပါတဲ့အတွက်ဒါဒီတေချာပေါက်ရေနဲ့ပတ်သက်တဲ့ဒါခန်းကြီးစကလုံးပဲဖြစ်လိမ့်မယ်ဆိုတာခက်မှန်ကြည့်လို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ radical အနေနဲ့ဒီအဆက်34မြင်တာနဲ့ရေကိုပြောရဲဆိုတာကိုသိရလိမ့်မယ်နောက်တစ်ခုအနေနဲ့ကကျတော့ဒါဒီတစ်ပင်ခန်းကြီးပေါ့နော်ကိခန်းကြီးတစ်ပင်ခန်းကြီးအနေနဲ့ဟလာတစ်ပင်နဲ့တက်ဆိုင်တဲ့ခန်းကြီးတွေလာပြီဆိုတာကိုသိရလိမ့်မယ်ဟလာဒီလိုပေါ့နော်ခုနပြောသလိုပဲတစ်ပင်ပုံစံလေးမြင်လိုက်ပြီဆိုတာ ਨੇ ဒါတေချာပေါက်တစ်ပင်နဲ့ဆိုင်တဲ့ခန်းကြီးကိုပြောတာဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုအတိတ်ပဲလေးပါတခါတည်းခက်မှန်မိရေပေါ့နော်နောက်တစ်ခုကကျတော့မီးပေါ့နော်မီးနဲ့ပတ်သက်တဲ့ခန်းကြီးတွေဟလာမီလီယံ
နော်မီးလောင်တာတွေမီးသွေးစသဖြင့်ပေါ့နော်ဒီကောင်လေးမြင်လာတဲ့ဘာကိုပြောချင်တာလဲဆိုတာကိုကျွန်တော်ခံမှန်းရလိမ့်မယ်ဒါကြောင့်မလို့ခန်းကြီးစကလုံးတွေရဲ့ DNA လို့ပြောလို့ရတယ်ရေးပုံရေးနည်းဒါပုံစံလေးတွေကိုရလို့မှတ်သားထားမယ်ဆိုရင်ခန်းကြီးစကလုံးဘာကိုပြောချင်တာလဲဆိုရင်အတိတ်ပဲကိုခံမှန်းလို့ရသွားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ခန်းကြီးစကလုံးတွေစပြီးလေ့လာမယ်ဆိုရင်ဒါရေးပုံရေးနည်းကလည်းတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ် stroke order လို့ခေါ်ပါတယ်အဲ့တော့မှန်ကန်စွာရေးတတ်ဖို့လိုအပ်ပါတယ်တချို့တွေကရေးတာဘယ်ကနေဘယ်လိုစပြီးဘယ်လိုရေးရမှန်းလဲမသိဘူးရေးတော့ရေးလိုက်ပါတယ်ဒါပေမဲ့ရေးပုံရေးနည်းကမှားနေတယ်ဒီလိုမျိုးဆိုရင်လည်းဒါခန်းကြီးတွေမှတ်တဲ့အခါမှာလည်းနည်းနည်းတိုင်ပတ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကမှန်ကန်တဲ့ stroke order တွေနဲ့ရေးမယ်ဆိုရင်လားခန်းကြီးစကလုံးတွေပို့ပြီးတော့လင်းလင်းမြန်မြန်မှတ်မိစေတယ်အဲ့တော့ဘယ်လိုမျိုးရေးရမလဲကျွန်တော်တို့တစ်ချက်ကြည့်မယ်ဘယ်လိုရေးရမလဲဆိုရင်သူအနေထားကကြတော့ဒါပုံမှန်အပေါ်ကနေအောက်ဘက်ကိုရေးတယ်ပြီးရင်ဘယ်ကနေညာကိုရေးတယ်ဟာလားအပြင်ကနေအတွင်းကိုရေးတယ်အဲ့လိုမျိုးပုံစံနဲ့ရေးရတာဖြစ်ပါတယ်ကျွန်တော်ကတချို့ဆိုရင်ညာဘက်ကနေဘယ်ဘက်ကိုရေးအဲ့လိုမျိုးမဟုတ်ပါဘူးစကလုံးနေစပြီးရေးပြီဆိုရင်ဘယ်ဘက်ကနေပါညာဘက်ကိုသွားတာဖြစ်တယ်အပေါ်ကနေမှအောက်ကိုသွားတာဖြစ်တယ်အပြင်ဘက်ကနေမှအတွင်းဘက်ကိုသွားတာဖြစ်ပါတယ်ဒီ stroke order မှားပြီဆိုရင်ဒါခန်းကြီးစကလုံးနေပုံတန်နေရဒါပြတ်သွားပြီအဲ့ကြရင်ကျွန်တော်မှတ်တဲ့အခါမှာလေတိုင်ပတ်နိုင်တယ်ခန်းကြီးစကလုံးနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်တတိပေးစရာလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကတော့ခန်းကြီးကို character အနေနဲ့မကြက်ပါနဲ့ပြောချင်တာလေးကခန်းကြီးစကလုံးတစ်လုံးမှာဆိုရင်ဒါဖတ်ပုံဖတ်နည်းနှစ်မျိုးရှိတယ်အွန်ယော်မီကုံယော်မီဒါပေမဲ့အွန်ယော်မီကုံယော်မီမှာထပ်ပြီးတော့ကွဲသွားတယ်ဘာတွေကွဲသွားလဲဆိုရင်အတန်ထွက်တွေကွဲသွားတယ်ရမှာနော်မာလေးအနေနဲ့ကျွန်တော်ဒီမှာမြင်နေရတဲ့ခန်းကြီးလေးတစ်လုံးထဲကပင်အတန်ထွက်ကအများကြီးရှိတယ်အနောက်မှာပြထားတယ်စိတ်လို့လည်းအတန်ထွက်တယ်ရှောလို့လည်းအတန်ထွက်တယ်အီကီရုလို့လည်းပြောလို့ရတယ်ဥမာရဲရုဆိုတဲ့အဓိပ္ပာယ်လည်းဟုတ်တယ်ဟာရဲရုဆိုတာလည်းဟုတ်ပါတယ်အဲ့တော့ဒီစကလုံးတစ်လုံးထဲကိုပဲစကလုံးအတန်ထွက်တွေက4-5ခုလောက်ရှိတဲ့ခါမှာကျွန်တော်ကဒီကောင်ကိုဘယ်နေရာမှာဘယ်လိုသွားသုံးရမလဲဆိုတာမျိုးတိုင်ပတ်သွားတယ်ပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်အရင်ကလည်းပြောပြဘူးတယ်ခန်းကြီးစကလုံးတစ်လုံးစပြီးတော့ကြက်မယ်ဆိုရင်တွဲလုံး vocabularies နဲ့တွဲပြီးတော့ကြက်ဖို့အမြဲမှားတယ်ဒါပေမဲ့လို့တချို့တွေကြတော့အတန်ထွက်ကိုပဲတီးတန့်လိုက်ပြီးတော့ကြက်မှတ်တာမျိုးလုပ်ပါတယ်အမှန်တကယ်အဲ့လိုလုပ်လို့မဖြစ်ပါဘူးဒီမှာမြင်နေရတဲ့ခန်းကြီးစကလုံးလေးဆိုရင်ယာမခန်းကြီးပေါ့နော်အဲ့မှာအတန်ထွက်ကိုက2ခု3ခုလောက်ရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီအတန်ထွက်ကိုပဲတီးတန့်မကြက်နဲ့ကျွန်တော်ပြောချင်တာကအောက်မှာယာမဆိုရင်ယာမနဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေရှိတယ်သူဒီမှာဆိုရင်ကာဇန်ပေါ့နော်ကာဇန်ဆိုတာမီတာတူဇန်ဟာလားနောက်တစ်ခုယာမမီချီအဲ့တော့ဒီမှာဆိုရင်လည်းဒါရှေ့ကကာဇန်နဲ့တူဇန်ကတော့ဒါဇန်ဆိုတဲ့အတန်ထွက်ကိုယူထားပြီးတော့ရှေ့မှာလာတဲ့ယာမမီချီကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အတန်ထွက်ကပြောင်းသွားတယ်အဲ့ဒါကြောင့်မလို့ပြောချင်တာကတွဲလုံး vocabulary ဆိုတခါရေးတွဲချက်ဖို့ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အတန်ထွက်တစ်ခုတည်းရွေးပြီးတော့မကြက်ပါနဲ့ဒီကောင်ကြီးလေဒါဂယူဆိုင်ရမယ့်အပိုင်းဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်တစ်ပိုင်းအနေနဲ့ JLPT စာမိုးပွဲမှာခန်းကြီးစကလုံးတွေကိုဘယ်လိုမေးသလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့လေ့လာမယ်အဲ့တော့ခန်းကြီးစကလုံးတွေကိုဘယ်လိုမျိုးမေးသလဲပေါ့နော် JLPT စာမိုးပွဲမှာဆိုရင်အွန်ယော်မီကွန်းယော်မီကိုဓာတ်ရိုက်မေးတာမျိုးမရှိပါဘူးအဲ့လိုမျိုးမမေးဘူးပေါ့နော်ဘယ်လိုမေးသလဲဆိုရင်ကျွန်တော်အောက်မှာဒီမှာပြထားတဲ့အတိုင်းပဲကာဇန်ဆိုပြီးတော့ဒါတွဲပြီးတော့မေးတယ်ဒါ compound verbs တွေအနေနဲ့တွဲပြီးတော့မေးတာဖြစ်ပါတယ်ဒီမှာမြင်နေရတဲ့အတိုင်းပဲသူမေးခွန်းလေးတွေမေးတာဖြစ်ပါတယ် multiple choice လေးနဲ့မေးတာဖြစ်ပါတယ်အဲ့တော့ multiple choice ဖြစ်တဲ့အတွက်ကြောင့်မလို့သူက၄ခုရွေးစရာပေးထားပါတယ်အဲ့ဒီ၄ခုထဲမှာမှန်ကန်တဲ့ဟာကိုရွေးရတာဖြစ်ပါတယ်ခန်းကြီးစကလုံးတွေကိုစပြီးတော့လေ့လာမယ်သူ N5 N4 level တွေအတွက်အရေးကြီးတဲ့ foundation အချက်5ချက်ကိုမျှဝေပေးမယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့အွန်ယော်မီပါအွန်ယော်မီဆိုတာဘာလဲဆိုတာကိုအပေါ်မှာရှင်းပြခဲ့ပြီးပါပြီအွန်ယော်မီဆိုတာကတော့ compounds kanji works တွေမှာအများဆုံးတွေ့ရတာဖြစ်ပါတယ်တရုတ်အတန်ထွက်ကိုပြန်ပြီးတော့ဒါယူထားတာပေါ့နော်နောက်တစ်ခုကကျတော့ကွန်ယော်မီဆိုတာကတော့ဂျပန်မူရင်းစကားလုံးပေါ်မှာဒါသုံးထားတာဖြစ်ပါတယ်ခန်းကြီးတစ်လုံးနဲ့သုံးချင်တဲ့အခါမှာလည်းဒီကွန်ယော်မီကိုဒါသုံးတယ်နောက်တစ်ခုအနေနဲ့အိုကူဒီကာနာမှာအိုကူဒီကာနာခန်းကြီးစကားလုံးတစ်လုံးနောက်မှာဒီဟီရာကာနာလိုက်လာပြီဆိုရင်ဒီကောင်ဒီအိုကူဒီကာနာဖြစ်သွားပါတယ်အဓိကအဖြစ်တော့ verb တွေ adjective grammar ပြောင်းလဲပုံဒီလိုစကားလုံးတွေမှာတွေ့ရတတ်ပါတယ်နောက်တစ်ခုကကျတော့ radical ပေါ့နော်ခန်းကြီးစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုခန့်မှန်းစေနိုင်တဲ့ဒါအခြေခံ components တွေလို့ခေါ်ရပါတယ်ခန်းကြီးစကားလုံးတွေရဲ့
DNA လို့တောင်ပြောလို့ရပါတယ်နောက်တစ်ခုအနေနဲ့ vocabularies နဲ့တွဲကြတာပါဒီအပိုင်းကိုကျွန်တော်ခဏခဏပြောပြပူပါတယ်ခန်းကြီးစကားလုံးတစ်လုံးနဲ့မကြက်ပါနဲ့ vocabularies နဲ့တွဲပြီးတော့ကြက်ပါလို့တွဲလုံးနေနဲ့တွဲပြီးကြက်ဖို့အမြဲတမ်းပြောပြပါတယ်ဒါဆိုရင်ဒီအချက်၅ချက်ကိုတကယ်ကိုတိထားမယ်ဆိုရင်တော့ဒါခန်းကြီးစကားလုံးတစ်လုံးလေ့လာတဲ့ခါမှာလည်းလွယ်ကူလာလိမ့်မယ်ဒါဆိုရင်အခုပြောပြခဲ့တဲ့အချက်၅ချက်တွေနဲ့အတူခန်းကြီးစကားလုံးတစ်လုံးနဲ့ပတ်သက်ပြီးတော့ဒါတီးတင်တီးထိုက်တဲ့ဗဟုသုတရစရာအကြောင်းအရာလေးများလည်းဒါတည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ